ခေါ်စဉ်အဆုံးအစမရှိတဲ့လမ်းပေါ်ချေချရင်ရည်ရွယ်ရာတွေဖြစ်တတ်မှန်းလည်းမသိနိုင်ခဲ့ဘူးမေအဝေးရောက်သူသားဘွားကြုံတွေ့ရဖြစ်ပြင်းများခါတီစွာရင်ဆိုင်လို့ဖြတ်ကျော်ရင်သာလောကကြီးကိုအန်တူကအဝေးရောက်သားရဲ့အစိုးကောင်းနဲ့အပြောင်းနဲ့တွေ့ကြုံခဲ့ခိုင်ကြများအမေရဲ့မြတ်တာနဲ့ကင်းကွာနေစေဝေဒနာငြိမ်းချမ်းများသာရှာဖွေမတွေ့နိုင်ပါအနာဂတ်တွေခရီးတန်းတွေကိုကြော်ဖြတ်ရင်သာလမ်းပေါ်ရှောင်ရင်